တို့မြင်တာတောင်မှဝင်ပြီးတော့နှုတ်ဆက်မသွားအောင်နော် နှုတ်ဆက်ဖို့မလိုတော့ထင်လို့ မင်းမဲလားမင်းလဲလေဒီနေ့ဘုန်းတော်ပဲမြင်နေလိုက်နေရဒါလေမင်းမအလုံးလုံးဆရာလုံးမရှိလို့လားအင်းမမဆိုင်ပြန်အောင်နော် မ မင်းကဘာလုပ်လဲတို့ကိုသိလို့ သိတာပေါ့ဗျာဟိုမဒီပတ်ဝန်းကျင်မှာနာမည်ကြီးနေအလှပကင်းပဲလေကျွန်တော်မသိဘဲနဲ့နေပါမလားမရဲ့ မင်းကတော့မြုပ်ပြောနေပြန်ပါပြီဒီမှာတို့ကလေတီးရလုံးလို့ရှိရင်ခုံရမယ့်အရွယ်မဟုတ်တော့ဘူးတိတိုင်းကြီးကြိုးကြရင်တောင်မှလေမတော့ရင်မခုံတော့ဟုတ်ပြီလား ဟာအစကတော့ကျွန်တော်မကိုလှတယ်ပဲထင်နေတာအခုတော့မစကားပါကြွယ်ရနော် အဲ့တော့ အဲ့တော့ဟိုကြွေပြီးကြွေတာပေါ့ဗျာပြီးတော့မရဲ့ပြုံးလှလှလေးတွေအောင်မှာကျွန်တော်ကြာရှုံးသွားတာပေါ့ဗျာ မင်းကလည်းစကားတက်တာပဲနော်ကဲပါမင်းလည်းငါနောက်ကိုဆက်မလိုက်တာနဲ့နော်ဆက်လိုက်ရလို့ရှိရင်တော့ငါရှုပ်ဆိုနေ ကဲမိန်တော်တိုင်းပါဗျာ မင်းမဲလားတို့လားစောင့်နေရလို့တော့မပြောနဲ့နော် ပြောမှာပဲဟိုတကယ်လဲကျွန်တော်အမကိုစောင့်နေတာဗျာ ဘာကြောင့် ဘာကြောင့်လဲဆိုတော့အမရဲ့တိတ်တာရဲ့စံကေတာထက်မှာခရီးကကျွန်တော်ရဲ့မေတ္တာပန်းလေးကိုဆင်းရဲပေးခြင်းတယ်အဲကြောင့်မို့ကျွန်တော်ဒီနားကနေစောင့်နေတာဗျာ မင်းကတော့စကားတိတ်တက်တာပဲနော်မင်းရဲ့ဘက်ကိုလက်မခဲခြင်းနဲ့တူတောင်မှမင်းရဲ့တော်ကြီးကြောင့်မလို့အဲ့ဒီပန်းလေးကိုလက်ခံမိလိမ့်မယ် ကဲပါမရဲ့ဟိုကျွန်တော်ပေးတဲ့မေတ္တာပန်းလေးကိုအမလက်ခံပါလား ကောင်းပြီလေမင်းရဲ့ဘက်ကိုလက်ခံထားလိုက်မယ်ဒါပေမဲ့မင်းအတွေးတော့မလို့နဲ့နော်တို့ကမင်းရဲ့ဘက်ကိုပဲလက်ခံတာမင်းရဲ့အချစ်တွေကိုလက်ခံတာမဟုတ်ဘူး โอเคပါဗျာ ဒုက္ခပါပဲအရေးထဲမှာဖက်နှက်ကပြတ်သွားပြန်ပြီဘာလို့ကမပြီးတော့ပါ မကြည့်ရတာခဏပြတ်သွားရချင်းတယ် မင်းမဲလားမင်းလည်းလေတနေ့ဒိုးနောက်ပဲမြင်နေလိုက်နေရမင်းမအလုံးလုံးဆရာမရှိလို့လားဒါမှမဟုတ်အလုံးလုံးကမှပြင်းလို့လား ဟိုကျွန်တော်တော့ကတော့နှစ်ခုစလုံးပဲဘာလို့ဆိုတော့ပြည့်စုံပြီးသားမလို့ဒီဗျာ ဟာပါ ဟိုဒါနဲ့မဖက်ပြတ်သွားရမလားကျွန်တော်ဖက်ကိုယူလိုက်လေ ဒါဆိုမင်းရော ဟာကျွန်တော်တကရေးမကြည့်ပါဘူးဗျာမတပည့်ရေးကြည့်နော်ကဲပါသူမျိုးကျေးဇူးအများကြီးတင်ပါတယ်နော် ဟိုကျေးဇူးတင်တယ်ဆိုတဲ့စကားနေရာလေးမှာလေဟိုအရင်ချစ်တယ်ဆိုတဲ့စကားလေးကိုကျွန်တော်ကြားချင်လိုက်တာဗျာ ဒါဆိုလို့ရှိရင်တော့မင်းရဲ့ဖက်နှက်ကိုတို့ပြန်ပေးရလိမ့်မယ်နော် ကဲအဲ့လိုတော့မလုပ်ပါနဲ့ဗျာစတာပါကဲသွားလို့အောင်သွားလို့ရပါပြီဗျာဟုတ် မအဲ့ဒါကျွန်တော်ပြီးမှလာကြည့်လိုက်မယ် အင်းမမဆိုင်ပြန်အောင်နော် ဟုတ်ပြီတော့ရမယ်နော် ဟေးကောင်းစိုးလေးမင်းတို့မြင်တာတောင်မှဝင်ပြီးတော့နှုတ်ဆက်မသွားအောင်နော် နှုတ်ဆက်ဖို့မလိုတော့ထင်လို့ ဒါကြောင့် ခုနကငါနဲ့ရက်စကားပြောနေတဲ့သူကငါရဲ့ချစ်သူပါ အော်သိပြီ तू ကမရဲ့ချစ်သူလို့မင်းကဘာပြောလို့လဲ ဟမ်အဲ့ဆိုရင်ခုနကငါနဲ့စကားရက်ပြောနေတဲ့သူကငါချစ်သူမဟုတ်ဘူးလား မဟုတ်ပါဘူး तू ကမရဲ့မောင်လေးလေ ဟမ်ဟုတ်လားဟိုတော်သေးရပါဗျာဟိုကျွန်တော်ချစ်သူမှတ်နေတာဒီခါကျတော့ဝမ်းသာလိုက်တာဗျာ ဘာဖြစ်လို့ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မောင်ကိုချစ်မိနေလို့ တဲ့ဟိပဲလား ဟိုဒဲကြီးပဲပြောတတ်တယ်ဟိုဒီခေါင်းညင်းမယ်ဆိုရင်ကျွန်တော်ကားတင်ပြေးမှာနော် မင်းကိုညင်းမဲ့လို့ तू ကပြောလို့လေ အဲ့ဆိုရင်မကကျွန်တော်ကို ဟမ် ဟာဝမ်းသာလိုက်တာဗျာ